အားလုံးပဲမင်္ဂလာပါအလီရွာဖြစ်ပါတယ်အလီရွာဒီတချံပိတ်ရတုံးကအလီရွာညီမလေးစီအလဲတော့ဖြစ်ခဲ့ပါတယ်ညီမလေးကအချက်ပြုတ်ဝနာပါပြီးအယံလက်ရကောင်းပါတယ်ဒီဟင်းတွေကတော့အလီရွာကိုချက်ကျွေးထားလေးတွေပါအလီရွာစီကြော်ရီဆိုအယံကြိုက်တော့ဟင်းရတော့အကျော်လော်လေးပုံများတာပေါ့နော်ညီမလေးချက်ကျွေးထားလေးတွေကဒီနေ့မျှဝေပေးချင်တာကတော့ဝတ်သားဘီယာကျော်ဖြစ်ပါတယ်ဝတ်သားဘီယာကျော်လို့ဖို့အတွက်ပေါင်ပစ္စည်းလေးတွေဖြစ်ပါတယ်ပထမဦးဆုံးဝတ်သားကိုနူးအောင်စားရဲခုတ်ခင်းဝိုင်းရဲနဲ့နေပြီးရေနွေးနဲ့တနားရီလောက်နှက်ထားပါမယ်တနားရီနှက်ပြီးရင်တော့ဘီယာနဲ့45မိနစ်ထပ်စိမ့်ပါမယ်ဘီယာနဲ့စိမ့်နေအောင်ကြက်ဥလေးကိုခလောက်ထားပါမယ်45မိနစ်ဘီယာစိမ့်ပြီးရင်တော့ခုနကခလောက်ထားတဲ့ကြက်ဥကိုအသားနဲ့ပေါ်လောင်းထည့်ပါမယ်ပြီးရင်တော့အစားခရုစီကြက်သွန်ဖြူကြက်သွန်မိတ်ရင်းပဲငှက်ပြိုင်အကြီးနဲ့နေပါမယ်။ငရုတ်ဒီအစိမ့်မုံနဲ့ထပ်ပြီးတော့နေပေးပါမယ်။ပြီးရင်ပြောင်းခုံမုံလေးနဲ့ထပ်နေပြီးတော့15မိနစ်ထပ်နေထားပါမယ်။15မိနစ်နဲ့ပြီးရင်တော့စီပူပူမှကြော်လို့ရပါပြီ။ကြော်ပြီးရဝတ်သားတွေကိုအလျော့ညီမလေးကပပလေးလှီးပေးပါတယ်။ဒါကတော့အလျော့တယောက်စားပါ။စားလိုက်ပါဦးမယ်။ကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် God bless you all